ဆိုပြီးဒီလိုရှိတယ်နော်ဒီ brother ရဲ့အဲဒါအောက်ကက comment နဲ့ link ကိုယူလိုက်နော် live motion လေးဟော copy ယူလိုက်ပါပြီးရင် web ကိုသွားပြီးထည့်မယ် paste ချလိုက်ပါ HTTP ရဲ့နောက်ကဟာအကုန်ဖြတ်ချလိုက်ပါဒီနေ့ရောက်ရင်သူများဟာတွေကတော့ any download လုပ်ပါပါတယ်ကျွန်တော်ဟာတော့ကိုကအဆက်30နေပါ download နေတယ်ပဲရသွားပြီဆိုရင် live motion နဲ့ဝင်လိုက်ပါဒီ template ဆိုတော့သွားလိုက်ပါကိုကအလုပ်နေဆိုဒီမှာဆုံးတော့ download ဆိုရတဲ့ file ကို export လုပ်ရအောင် next ကိုနှိပ်ပါ continue နဲ့တော့ဒီရှေ့တုန်းကနေရာမှာဗီဒီယိုထည့်ရပါမယ်ကိုလုပ်ထားတဲ့ဗီဒီယိုထည့်လိုက်ပါအဲ့နောက်မှာဒီနောက်မှာပုံထည့်ဖို့အတွက်အဲ့လုံးလေးကိုနှိပ်ပါ okay ကိုနှိပ်ပါ color ပေးရနှိပ်ပါဒီမှာ media not found ဆိုတာနှိပ်လိုက်ပါအဲ့ပြီးကိုလုပ်ထားတဲ့ edit ရဲ့ပုံလေးကိုထည့်ပါမယ်အဲ့ပြီးဒီပုံလေးကိုနှိပ်လိုက်ပါစိုက်နေပြီးတော့ copy လေးလာနှိပ်ပါပြီးရင်ဒီဘေးကပုံထည့်တာတွေဖိလိုက်ပါပြီးရင်ကိုထည့်မဲ့ပုံနေရာအကုန်လုံးအမှန်ကြီးအကုန်လိုက်ပေးလိုက်ပါပြီးရင်ပေါ်တဲ့နေကဒီမြားသေးသေးလေးကိုနှိပ်ပါအဲ့ပြီးရင်ဒီအကုန်လုံးကိုဖျောက်ပြီးတော့ pass နှိပ်လိုက်ပါအဲ့ဆိုရင်တော့ဗီဒီယိုရပါပြီဘောကတချင်းကိုထည့်မဲ့တချင်းကိုထည့်လိုက်ပါမယ်အဲ့ဗီဒီယိုနဲ့ပါဘောက30လေးနဲ့ပါ extra audio ကရှိပါတယ်ပြီးအောက်ကဗီဒီယိုပြန်ဖြတ်ပါအမိုက်တောင်းလေးကိုထည့်လိုက်ပါအဲ့ဒါတချင်းနဲ့ခံရပါတယ်ဒီတော့ပြမယ်ကျေးဇူးတင်ပါတယ်အဲဆိုအကုန်လုံးရသွားပါပြီခင်ဗျာ